ရာကျမ်းမာရေးကောင်းစေပြီးတော့မှနော်နလန်မထူတဲ့သူတွေနလန်အမြန်ဆုံးထူစေတဲ့ရတရားဖြစ်တယ်နော်အဲ့တော့မိမိမှာဆရာဝန်ကပေးတဲ့ဆေးတွေရှိရဆိုရင်တောက်ပါဒီရတရားလည်းလုပ်ပါနှစ်ခုလုံးလုပ်ရမှာဖြစ်ပါတယ်တချို့ကကြတော့ရတရားလုပ်လိုက်ပြီဆိုပြီးလုံးဝပျောက်သွားတာမဟုတ်ပါဘူးကျမ်းမာရေးအမြန်ဆုံးပြန်ကောင်းစေမဲ့အစွမ်းထက်ရတရားလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာပရိသတ်တွေထဲမှာရော9ရက်သားသမီးတွေရာမှာပေါ့နော်ကျွန်တော်ကျမ်းမာရေးခြူချနေတဲ့သူတွေရှိတယ်ခဏခဏယောဂဖြစ်နေတဲ့သူတွေခဏခဏနေမကောင်းနေတဲ့သူတွေလည်းရှိတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်အနာနဲ့ဆေးမတွေ့သေးလို့နော်အနာနဲ့ဆေးနဲ့မတွေ့သေးလို့ကျမ်းမာရေးပြန်မကောင်းသေးတဲ့လူတွေလည်းရှိတယ်ပြီးတော့နောက်ဆုံးအိယာပေါ်မှာလဲနေရလို့ပြန်မထနိုင်တဲ့သူတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခြူကြတာတို့ကျမ်းမာရေးမကောင်းတာတို့ကျမ်းမာရေးညံ့တာတို့နော်ကျမ်းမာရေးကြောင့်ငွေကုန်ကြေးကြရေးများနေတာတို့အနာနဲ့ဆေးနဲ့မတွေ့သေးတာတို့နော်ဟိုဝိယောဂကိုကုတော့ကုနေရဒါပေမဲ့လုံးဝမပြောက်ဘူးဆိုတဲ့သူတွေအတွက်ဆရာကကျမ်းမာရေးကောင်းစေမဲ့ရတရားလေးတစ်ခုကိုဆရာပေးသွားမှာဖြစ်ပါတယ်နော်ကျမ်းဒီရတရားကိုနည်းနည်းနားလည်အောင်ပြောပြမယ်ပေါ့နော်ဒီရတရားကျမ်းမာရေးကောင်းစေပြီးတော့မှနော်နလန်မထူတဲ့သူတွေနလန်အမြန်ဆုံးထူစေတဲ့ရတရားဖြစ်တယ်နော်အဲ့တော့မိမိမှာဆရာဝန်ကပေးတဲ့ဆေးတွေရှိရဆိုရင်တောက်ပါဒီရတရားလည်းလုပ်ပါနှစ်ခုလုံးလုပ်ရမှာဖြစ်ပါတယ်တချို့ကကြတော့ရတရားလုပ်လိုက်ပြီဆိုပြီးလုံးဝပျောက်သွားတာမဟုတ်ပါဘူးရတရားဆိုတာကံအထောက်ပံ့ကိုယူတာဖြစ်ပါတယ်ကိုယ်မှာရှိတဲ့ကျမ်းမာရေးကြောင့်ညံ့နေတဲ့ကံတွေအရင်အတိတ်ဘဝကလက်ရှိဘဝမှာကုသိုလ်ကံတွေအားနည်းလို့ကျမ်းမာရေးညံ့နေတဲ့သူတွေเนาะပြီးတော့နောက်တစ်ခုကတော့အနာနဲ့ဆေးလုံးဝမတွေ့တဲ့သူတွေเนาะအဲ့လိုလူတွေအတွက်ဆရာကကျမ်းမာရေးအမြန်ဆုံးပြန်ကောင်းစေပြီးတော့အနာနဲ့ဆေးတွေ့စေပြီးတော့အိယာပေါ်မှာလဲနေရင်တော့မှအမြန်ဆုံးပြန်ထနိုင်ပြီးတော့မှကျမ်းမာရေးဒေါင်မီလာအောင်ဆရာရတရားပေးတာဖြစ်ပါတယ်အဲ့တော့နားလေအောင်ပြောရရင်ဆရာဝန်တွေကကိုကပြနေတဲ့ဆရာဝန်ရှိရဲဆိုရင်လည်းဆက်ပြီးတော့သူပေးတဲ့ဆေးတွေကိုတောက်ပါဆရာရတရားကိုလည်းလုပ်ပါเนาะဆရာလည်းဟိုတလောကလေချောင်းအရန်နာပြီးတော့မှအတန်မထွက်နိုင်ဘူးဖြစ်ပါတယ်တော်တော်ကြာပါတယ်အခုအတန်နည်းနည်းထွက်နိုင်ပါပြီဆရာလည်းကိုယ့်ဟာကိုဒီကျမ်းမာရေးရတရားလေးတွေခြေပါတယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်ပါတယ်เนาะအဲ့တော့လောကကြီးမှာကျမ်းမာရေးကအရန်အရေးကြီးပါတယ်လူတစ်ယောက်ကကျမ်းမာမှစီးပွားရေးငွေရေးအခြေရေးအိမ်အောင်ရေးပညာရေးကျမ်းမာရေးအလုပ်ကိုင်တွေအားလုံးအဆင်ပြေအောင်လုပ်လို့ရမှာဖြစ်ပါတယ်လူတစ်ယောက်မှာအရေးကြီးဆုံးကကျမ်းမာရေးဖြစ်ပါတယ်ကျမ်းမာမှလူလှမှာဖြစ်ပါတယ်ကျမ်းမာမှဘဝလှမှာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးကိုအရန်ဂရုစိုက်ကြပါเนาะအခုဆိုရင်ဟိုလေ့ကျင့်ခန်းလေးပုံမှန်လုပ်ပါရေလဲများများတောက်ပါเนาะပြီးရင်ဆရာတို့အရန်စိတ်ပင်ပန်းတဲ့ဟာတွေလုံးဝမလုပ်ပါနဲ့เนาะအခုချိန်မှာအရေးကြီးဆုံးကတော့ကျမ်းမာအောင်နေပါဆရာကိုယ်တိုင်လဲကျမ်းမာရေးခဏခဏညံ့တဲ့ခြူကြတဲ့ထဲမှာပါတဲ့အတွက်ဆရာကိုယ်တိုင်လဲခဏခဏရတရားတွေလုပ်ရပါတယ်เนาะအဲ့ဒါကြောင့်မလို့လဲဆရာရတရားလုပ်ပြီးသွားရင်ပြန်ကောင်းသွားလို့เนาะပြီးရင်ဆရာပရိသတ်တွေထဲမှာလဲဒီရတရားကိုပေးပြီးသွားရင်ကျမ်းမာရေးတွေပြန်ကောင်းလာလို့ဆရာဒီရတရားကိုပေးတာဖြစ်ပါတယ်เนาะဒီရတရားကိုဘယ်လိုပြုလုပ်ရမလဲဆိုရင်ဒီဗီဒီယိုကိုတွေ့ရနေရနေစပြီးတော့စလုပ်လို့ရပါပြီတရက်ထဲပဲလုပ်ရမှာဖြစ်ပါတယ်တရက်ထဲဆိုတာဒီဗီဒီယိုတွေ့ရနေရနေစပြီးတော့လုပ်ပြီးသွားရင်နောက်တစ်ပတ်9ရက်ပြည့်တဲ့နေ့ကျရင်နောက်တစ်ခါထပ်လုပ်ပါနောက်9ရက်ပြည့်တဲ့နေ့ကျရင်နောက်တစ်ခါထပ်လုပ်ပါအားလုံးပေါင်း3ခါလုပ်ရမှာဖြစ်ပါတယ်เนาะဆရာပြောတာနားလည်နေတူပါတယ်เนาะဒီရတရားကိုလုပ်မယ်တပတ်နေရင်နောက်တစ်ခုလုပ်မယ်တပတ်နေရင်နောက်တစ်ခါလုပ်မယ်တပတ်နေနောက်တစ်ခါလုပ်မယ်3ခါလုပ်မယ်เนาะအဲ့ဒါလေးကိုတတိထားပေးကြပါကလူရမှာတော့ဗောနော်ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမနက်9နာရီကနေမနက်17နာရီခွဲတွေကိုဆရာတို့ခောက်ဆွဲပြုတ်ကလူရမှာဖြစ်ပါတယ်နော်ဆရာတို့ခောက်ဆွဲပြုတ်ဖြစ်ပါတယ်ခောက်ဆွဲပြုတ်ဆိုတာအရေးနဲ့ဗောနော်ဒါအရေးတွေပါထည့်ပြီးတော့မှချင်းဆက်လဲရတယ်ခောက်ဆွဲပြုတ်ဖြစ်ဖို့ပဲအရေးကြီးတယ်ဆရာတော့မာခောက်ဆွဲတုပ်လေးချင်းဆက်လေးကိုဝယ်ပြီးတော့ပြုတ်ပြီးတော့မြတ်စွာဘုရားကိုခောက်ဆွဲပြုတ်ကလူလိုက်တယ်နော်ပြီးရင်ဆရာတို့ coffee တစ်ခွက်စီးပွားတက် coffee တစ်ခွက်တင်ကျမအေးမြန်ကောင်းဆိုတဲ့ဆရာတို့ coffee တစ်ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ကတ်လူမယ်နော်ပြီးရင် CB အဖြူတောင်တရားကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်မယ်ပြီးရင်ဆရာတို့တန်မုတ်တွေကာတာကိုကိုးကောက်ရွတ်မယ်24ပစ္စည်းအကျင့်ကိုကိုးကောက်ရွတ်မယ်ရွတ်ပြီးဆိုတာနဲ့ဆူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနော်ကျမ်းမာရေးအမြန်ကောင်းစေပြီးတော့ကျမ်းမာရေးဒေါင်းမြည်စေတဲ့66ပါးအနာရောဂါအမြန်ဆုံးကင်းရှင်းပြီးပျောက်စေမဲ့ခောက်ဆွဲပြုတ်တစ်ပတ်ကကော်ဖီတစ်ခွက်စီမီအဖြူရောင်တရားကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာဓာတရားမြစ်တာအကျိုးများကြောင့်တပည့်တော်ဒီရတရားကိုကတ်လူတဲ့နေရာနေစပြီးတော့66ပါးအနာရောဂါကင်းရှင်းပါစေကျမ်းမာရေးကောင်းပါစေအသက်ရှည်ပြီးတော့အနာရောဂါကင်းဝေးပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရစေဒီထက်မကသာသနာပြုနိုင်ပြရစေဒီဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးဆိုတာနဲ့ဒီရတရားလေးပြုလုပ်လို့ပြီးပါပြီเนาะဒီရတရားလေးကိုမိမိရဲ့စိတ်ထဲမှာယုံကြည်နဲ့သာလုပ်ပါလုံးဝကျမ်းမာရေးကောင်းလာလိမ့်မယ်ကျမ်းမာရေးတွေလုံးဝခြူချာနေရာကြီးလည်းပျောက်လာလိမ့်မယ်အနာနဲ့ဆေးနဲ့လည်းတွေ့လာပါလိမ့်မယ်
เนาะအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ခုနှစ်ရက်သားသမီးအားလုံးလည်းဒီရတရားလေးကို share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေမိသားစုတွေဒီရတရားလေးကိုပြန်လည်မျှဝေပေးပါကုသိုလ်ပြုရတရားကိုပြန်လည်မျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရစီတယ်ငွေလည်းဝင်စီတယ်ကိုယ့်ရဲ့လိုအင်ဆန္ဒတွေလည်းပြည့်ဝစေပါတယ်အဲ့ဒါကြောင့်မလို့ဆရာတို့ဒီရတရားပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့မှဒီရတရားလေးကိုပြုလုပ်ဆောင်ရွက်ပေးဖို့ဆရာပြောချင်ပါတယ်เนาะကျမ်းမာရေးအမြန်ဆုံးကောင်းစေပြီးတော့မှဒေါင်ပြီးတော့မှ66ပါအနာရောဂါပျောက်စေပြီးတော့ကင်းစေတဲ့အစွမ်းထက်ကုသိုလ်ပြုရတရားဖြစ်ပါတယ်เนาะအဲ့တော့ရတရားသည်ကံအထောက်ပံ့ကိုလောက်တာဖြစ်တဲ့အတွက်ကိုတောက်နေကြဆေးတွေလည်းပုံမှန်တောက်ပါဆေးကုစရာရှိရလဲကုပါဆရာရဲ့ဒီကံအထောက်ပံ့ရတဲ့ရတရားကိုလည်းလုပ်ပါဒါဆိုရင်အားလုံးပေါင်းဆက်ပြီးရင်ကိုယ့်ရဲ့ကျန်းမာရေးတွေကောင်းလာပါလိမ့်မယ်ပြီးတော့ဒီရတရားကိုလည်းမိမိရဲ့မိတ်ဆွေတွေတငယ်ချင်းတွေမိသားစုတွေမှာဒီကျမ်းမာရေးညံ့နေတဲ့လူတွေရှိရင်ဒီရတရားကိုလှုပ်ခိုင်းလိုက်ပါเนาะတိတိတတ်တာကိုကျမ်းမာရေးကောင်းလာပါလိမ့်မယ်ဒီရတရားလေးကိုလည်းများများလေး share ထားပေးပါအဲ့ဒါမှကျမ်းမာရေးမကောင်းတဲ့သူတွေကဒီရတရားလေးကိုတွေ့တော့ like လုပ်တဲ့ခါကျတော့ပို့ပြီးတော့ကုသိုလ်ရပါတယ်အဲ့ဒါကြောင့်မလို့ဒီရတရားလေးကိုများများလေး share ထားပေးပါလို့ဆရာပြောချင်ပါတယ်ဒီရတရားပြုလုပ်တဲ့နေ့မှာဝတ်သားအမဲသားစိတ်သားသုံးခုလုံးမစားပါနဲ့ရှောင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင်ဒီအကျိုးပေးအရာပေါ့နော်ဒီရတရားပြုလုပ်တဲ့နေ့မှာအဖြူရောင်ပါတဲ့အဝတ်စားတွေကိုဝတ်ပြီးတော့မှဒီရတရားကိုပြုလုပ်ပါဒါဆိုရင်ပို့ပြီးတော့အစွမ်းထပ်ပါတယ်เนาะအဲဒါကြောင့်မလို့ပြီးတော့ဒီရတရားဟာကျမ်းမာရေးလည်းကောင်းစေတယ်ငွေလည်းဝင်စေတယ်နှစ်ခုလုံးရစေပါတယ်เนาะကျမ်းမာရေးလည်းကောင်းစေတယ်ငွေလည်းဝင်စေတယ်ပြီးတော့နောက်တစ်ခုကကျမ်းမာရေးအကြောင်းမို့လို့ကုန်နေတဲ့ပတ်စံတွေလည်းအမြန်ဆုံးပြန်ဝင်လာစေတယ်ပြီးတော့နောက်တစ်ခုကကျမ်းမာရေးတို့ကကုသစရိတ်တွေလည်းကိုယ့်စီကိုငွေတွေဝင်လာစေတယ်အဲဒါကြောင့်မလို့အရာအားလုံးနဲ့ပြည့်စုံတဲ့ရတရားတစ်ခုဖြစ်လို့တိတိချာချာလေးသာလုပ်ပါယုံကြည်နဲ့သာလုပ်ပါထူးကိုထူးစေရမယ်စွမ်းကိုစွမ်းစေရမယ်ဆိုတာကိုဆရာကအာမခံပါတယ်เนาะပြီးတော့ဆရာစီမှာလည်းကျမ်းမာရေးညံ့နေတဲ့သူတွေအကုန်လုံးကျမ်းမာရေးကောင်းစေတဲ့ကြော်ပွဲတွေဆေးဖျောင်းနိုင်တွေလာပြီးတော့ထွန်းလို့ရတယ်အဲ့လိုရပါတယ်เนาะမိမိရဲ့နာမည်မွေးနေ့နေ့နံတော့လိုပါတယ်ဆရာရဲ့ Viber ဖုန်းနံပါတ်66လုံး331 Telegram ဖုန်းနံပါတ်66လုံး331မှာပေးပို့ပြီးတော့ကျမ်းမာရေးအတွက်အစီအရင်တွေအဲ့လိုရတယ်ရတရားတွေအဲ့လိုရတယ်ဓာတ်ရိုက်တက်စင်တွေအဲ့လိုရတယ်အစီမံတွေအဲ့လိုရပါတယ်ကျမ်းမာရေးညံ့နေတဲ့သူတွေရောငွေဝင်ကျင်တဲ့သူတွေရောဆရာစီမှာအခုပဲရတရားလာပါဆရာ66ပါအနာရောဂါကင်းရှင်းစေမဲ့ကျမ်းမာရေးရတရားလေးတွေကိုဆရာကပြုလုပ်ပေးမှာဖြစ်ပါတယ်ပြီးတော့ဒီဟိုပါပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟာကိုပြောပြီးပြီဆိုတာဆရာတခုကြံသေးရမေ့နေရအဲ့ဒါကတော့ဗာလဲဆိုရင်အခုကမိမိနေတဲ့နေရာနေပြီးတော့ဗောနော်တောင်ဘက်အရက်ဗောနော်တောင်ဘက်ရက်ကလမ်းဘေးခွေးလေး၃កောင်ကိုဆရာတို့ခွေးသားလေးကျွေးပေးပါနော်မိမိနေတဲ့အရက်ဗောနော်မိမိနေတဲ့အရက်ကနေပြီးတော့ဘယ်ဘက်တောင်ဘက်အရက်ဗောနော်ကျန်တဲ့အရက်မရဘူးတောင်ဘက်ချမ်းတောင်ဘက်အရက်ကိုကခွေးလေး၃កောင်ဗောနော်လမ်းဘေးခွေးလေး၃កောင်ကိုခွေးသားကျွေးပေးပါအဲ့ဒါဆိုရင်အညံအဆိုးတွေပျောက်စေတယ်ကိုယ့်ကိုအောင်လန်းတို့ပယောဂါတို့မကောင်းတဲ့တက်ပညာတွေနဲ့လှုပ်ထားရင်လည်းဆရာတို့ပျောက်စေတယ်နော်လမ်းဘေးခွေးလေးတွေရဲ့အစာကျွေးလိုက်ခြင်းအပြင်သူတို့ရဲ့မြစ်တာဓာတ်ကကိုယ်မှာရှိတဲ့နော်အစိုးတွေအညံ့တွေကိုပျောက်စေတယ်ကံနှိမ့်နေတာတွေလည်းပျောက်စေတယ်အဲကြောင့်လမ်းဘေးခွေးလေး၃កောင်ကိုခွေးသာကျွေးကြည့်အောင်ကျွေးပါလို့ဆရာပြောချင်ပါတယ်နော်ဆရာစီမှာလည်းအစွမ်းထက်ရတရားတွေအဲ့လိုရတယ်ဆရာစီမှာအခြေရေးအိမ်နောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အယောင်းဝယ်ကောင်းဖို့အတွက်ရတရားတွေအဲ့လိုရတယ်အစီမံတွေအဲ့လိုရတယ်ဘေးတွေမေးလို့ရတယ်အဆောင်တွေလည်းဝယ်လို့ရပါတယ်ဆရာစီမှာစိုင်းနာမည်ပေးလူနာမည်ပေးနော်မင်္ဂလာရက်တတ်မှတ်တာစသည်ဖြင့်ဆရာစီမှာနာမည်ပေးတွေရောရက်ရွေးတာတွေရောအယောင်ရွေးတာတွေရောအားလုံးလာမေးလို့ရပါတယ်ပြီးတော့မိမိရဲ့နာမည်ကမိမိရဲ့နာမည်ကမိမိနဲ့တင့်တော်လားကောင်းလားမိမိရဲ့စိုင်မိမိရဲ့နာမည်မိမိဘဝအတွက်နှိမ့်ကြအောင်ပေးထားတာလားတိုးတက်အောင်ပေးထားတာလားအစင်မပြေမှုတွေကနာမည်ကြောင့်ဖြစ်နေရလားဆိုတာလဲဆရာဇာတာစစ်ပေးပါတယ်ပြီးတော့ဆရာစီမှာအောင်လန်းပယောကလည်းဆရာကအခမဲ့ဘေးဒီလာမေးတဲ့သူတွေကိုအခမဲ့အောင်လန်းပယောကအခမဲ့စစ်ပေးပါတယ်နော်အဲကြောင့်ဆရာပရိသတ်တွေအကုန်လုံးဘေးဒီမေးလို့လည်းရတယ်ရတရားကြီးလည်းအဲ့လိုရတယ်ယုံကြည်နဲ့သာလာခဲ့ပါလို့ပြောချင်ပါတယ်ခုနှစ်ရက်သားသမီးအားလုံးဒီဗီဒီယိုကြည့်နေတဲ့ခုနှစ်ရက်သားသမီးအားလုံးလဲ66ပါအနာရောဂါတွေကင်းရှင်းပါစေနော်အသက်ရှည်ပြီးတော့နော်အနာမဲ့ပါစေနော်ပြီးတော့ဒီအသက်ရှည်နဲ့နေရပါစေကုသိုလ်ကောင်းမှုတွေလည်းအများကြီးလုပ်နိုင်ပါစေဒီထက်မကလူနိုင်တန်းနိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ကြပါစေလို့ဆရာထူးမြောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိတ်ဆွေတို့အနေနဲ့ကရောဒီဗီဒီယိုနဲ့ပတ်သက်ပြီးဘယ်လိုမျိုးမှတ်ချက်ပေးခြင်းလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်